မေတ္တာမျက်လုံးနဲ့သူများကိုကြည့်ခဲ့လို့ဒီဘဝမှာမျက်လုံးလှဒေါသကြည့်ခဲ့လို့ဒီဘဝမှာအယုတ်ဆိုးကြည်တန်တာဒါကိုလှုပ်ထားတယ်ချွေလေဘယ်သူမှတကူတကလာပြီးကိုဒုက္ခပေးနေမှာမဟုတ်ဘူးသူလည်းသူ့လှုပ်တွေနဲ့အားမလည်းမဟုတ်ပါဘူးတိတောင်တိမှာမဟုတ်ပါဘူးကိုယ်ကထင်နေအဲ့ဒါလို့ကိုလွတ်ရကောင်းမှသိဖို့လိုတယ်ဒါဖះပွင့်လို့ဖះတရားတော့နာရတဲ့အခါကိုပုံဖော်လို့ရတယ်ဆိုအသက်ရှည်အောင်လဲကိုယ့်အကိုပုံဖော်တာပဲအသက်တိုးအောင်လုပ်တာလဲကိုယ့်အကိုယောဂထူပြောအောင်လဲကိုလုပ်ခဲ့တာယောဂကင်းအောင်လဲပဲကိုလုပ်ခဲ့တာကိုယ့်အကိုပုံဖော်ကြတာလူတွေဟာအသိပညာကျွယ်ဝမြင့်မောင်းအောင်လဲကိုယ့်အကိုပုံဖော်တာအသိပညာနှုတ်နေပြီးနလဘိန်းတုံးဖြစ်အောင်လုပ်တာလဲကိုယ့်အကိုအားလုံးဟာဒီဘဝမှာကြုံတွေ့ရတဲ့အခြေအနေရသည်မိမိကိုယ်တိုင်လုပ်ခဲ့တဲ့အတိုင်းရရှိကြတာဖြစ်တယ်။ဒါကြောင့်မို့ဘုန်းကြီးတို့တရားတော်ဟောထားရှိတယ်။ကံကြမ္မာပုံရိပ်များဆိုတာနော်။ကံကြမ္မာရဲ့ပုံရိပ်တွေကိုလုပ်တဲ့ဟာအတိုင်းပဲလားထင်နေတာ။အဲ့ဒီကိုလုပ်တဲ့အတိုင်းလားထင်တယ်ဆိုတာလောကသဘာဝနဲ့လက်တွေ့မတမ်းမှကြတယ်